ကဲကျွန်တော်ချစ်ရတဲ့မိတ်ဆွေတငယ်ချင်းတွေကိုလက်ဆောင်လာပေးတာဗီဒီယိုလေးကိုကြည့်ပြီးလက်ဆောင်ယူပါနော်လက်ဆောင်ယူသွားလိုက်လက်ဆောင်ဒီမှာတော့ပါလေစောက်လူယူမလားမသိဘူးယူမလားမသိစားလားဒါကျွန်တော်ရင်းနေကြနှုတ်ဖို့လက်ဆောင်ပါတယ်လို့လေလက်ဆောင်ဒီထဲမှာစားလားနှလုံးသားမထင်နဲ့ဦးနော်နှလုံးသားမရှိတော့ကဲအဲ့တော့လက်ဆောင်ဘာလက်ဆောင်လဲဆိုတော့ဗီဒီယိုလေးစွန့်တိကြည့်တာနော်ဗီဒီယိုစုံလက်ဆောင်ပေးမယ်ဘာလက်ဆောင်လဲသိချင်တော့ကြည့်ပါဦးဆိုတော့ခုနေ့ကလက်ဆောင်ခုနေ့ကစာအုပ်ဖတ်တာလေစာအုပ်ထဲမှာဒီစာအုပ်ရေးတဲ့သူကလည်းတခါတည်းပြောထားတယ်ပေါ့နော်ဒီစာအုပ်ကိုဖတ်ပြီးလို့ရှိရင်ဒီနီလန်းတွေကိုပြန်လည်မျှဝေပေးပါပေါ့နော်ပြန်လည်မျှဝေပေးပါကိုယ့်ရဲ့ပေါင်းညကိုချခင်ရင်းနေရတဲ့တငယ်ချင်းတွေအတွက်ပြန်လည်မျှဝေပေးဖို့အတွက်သူကလည်းပြောထားတယ်ဆိုတော့လေအဲ့တော့ဒီနီလန်းဒီလိုမျိုးမျှဝေရဲဆိုတာလေဆရာကြီးဒီမှာမျှဝေရမှာမဟုတ်ဘူးပြီးတော့ဘယ်လိုပြောမလဲအရင်ကြည့်တဲ့ချမ်းသာနေမှဒီလိုမျိုးအကြောင်းအရာတွေဒီလိုမျိုးအကြောင်းအရာတွေဆိုတာတဲ့ဒီတည်းကအကြောင်းအရာတွေကိုပြန်လည်မျှဝေရမှာမျိုးမဟုတ်ပါဘူးပေါ့နော်ကိုမျှဝေပေးခြင်းနဲ့စိတ်ရှိဖို့လေလိုအပ်တယ်ပြီးရင်ကိုမျှဝေပေးမဲ့သူတွေကကိုမျှဝေပေးမဲ့သူတွေထက်နည်းနည်းလေးပိုသိနေရအောင်မှအဆင်ပြေပေါ့နော်ဒီဟာကိုမျှဝေလို့ရပြီဆိုပြီးတော့ပြောတာအဲ့တော့ဆက်သွားလိုက်အောင်ဒီ notebook ထဲမှာကျွန်တော်ကမှတ်ထားတယ်ဗျာစာအုပ်ဖတ်လို့ရှိရင်အုံတော့ကအကြိုက်မှတ်ပြီလေအဲ့တော့ဒီကျွန်တော် notebook ထဲမှာမှတ်ထားတယ်ဒီကိုလောကကြိုက်တဲ့ချက်လေးပေါ့နော်အဲ့ဒါအဲ့ထဲမှာနည်းနည်းလေးပြောပြမယ်အများကြီးမဟုတ်ပါဘူးနည်းနည်းလေးအဲ့တော့စာအုပ်ခေါင်းစဉ်ကပြဿနာဖြေရှင်းနိုင်တဲ့ဉာဏ်ရည်တဲ့နော်ဒီမှာအင်္ဂလိပ်လိုလည်းရေးထားတယ်စာအုပ်ကအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ကိုဘာသာပြန်ထားတယ်ဗျာဒါပေမဲ့ရေးထားတဲ့လူကစာအုပ်နာမည်က problem saving when စာအုပ်ကိုရေးထားတဲ့လူကအင်္ဂလိပ်လိုရေးထားတယ်ဆိုပြီးတော့ရှောက်ပြောနေတာအင်္ဂလိပ်လိုရေးထားလားဂျပန်လိုရေးထားလားမသိဘူးဂျပန်အဲ့တော့ခံဝါဒနာပဲကရေးထားတာအဲ့မှာ तू ကပြဿနာဖြေရှင်းတဲ့ဉာဏ်ရည်ဆိုတဲ့စာအုပ်ပြတဲ့ခါကျတော့ပြဿနာဖြေရှင်းတဲ့ပုံစံပေါ့နော်နီလန်းလေးကိုကျွန်တော်ဒီမှာ note ထုတ်ထားတယ်အဲ့ဒါပြပါမယ်နော်နားထောင်သွားကြအောင်ကျွန်တော်ပြည့်လက်ဆောင်ပါအဲ့တော့ကျွန်တော်ရေးထားတဲ့အထဲမှာပါပါတယ်ပြဿနာဖြေရှင်းဖို့အတွက်တခြားလူတွေကိုပြန်ပြီးတော့ပြဿနာမဖြေရှင်းတတ်တဲ့သူတွေအတွက်ပြန်ပြီးတော့တင်ကြပေးပါပေါ့နော်သူကတင်ကြပေးပါလို့ရေးထားတယ်ပြန်ပြီးတော့မျှဝေပေးပါပေါ့ဗျာအဲ့တော့မသူကကိုယ်တိုင်ပြဿနာဖြေရှင်းတတ်အောင်နဲ့ကိုပြပောင်းညာပေါ့နော်ကိုလောက်သိပြီးမသိဘူးပြဿနာမဖြေရှင်းနိုင်ဘူးကိုကတော့ဖြေရှင်းနိုင်မှာပဲဆိုပြီးကိုလာမေးခဲ့သည်ရှိတော့ကိုကသူတို့အဲ့ဒီပြဿနာကိုကိုယ်တိုင်ဝင်ပြီးတော့မဖြေရှင်းပေးပါနဲ့တဲ့ဆိုတော့နားသွားပြန်တော့ကျွန်တော်တို့လဲအရင်တော့အဲ့တိုင်းပဲစိတ်ကမရှိဘူးလေနော်ဝင်ပြီးတော့ဖြေရှင်းပေးလိုက်တာပဲကိုလုံနိုင်တယ်ဆိုရင်ပြောတာပါအဲ့တော့အခုကြည့်နေတဲ့သူတွေလည်းအဲ့တိုင်းပဲနော်အဲ့လိုမျိုးဝင်ပြီးတော့ဖြည့်ရှင်းပေးကြမှာပဲကိုလောက်တဲ့ဟာကိုတိတဲ့ဟာဆိုရင်အဲ့လိုမျိုးပေါ့နော်အဲ့တော့သူဒီမှာရေးထားတာအဲ့လိုမျိုးဖြည့်ရှင်းမပေးပါနဲ့ဒါပေမဲ့အဲ့တဲ့ကောင်းတဲ့နည်းလမ်းရှိတယ်အဲ့ကြောင့်သူပြပြထားပါဘာလဲဆိုတော့တင်ပေးပါပြဿနာဖြည့်ရှင်းတတ်အောင်တင်ပေးပါတဲ့အဲ့တော့ပြဿနာဖြည့်ရှင်းတတ်အောင်ဘယ်လိုတင်ပေးမှလဲပေါ့သူနည်းလမ်းလေးတွေပြောထားတယ်အဲ့တော့မေကုန်းနေမေးရမယ်မေကုန်းနေမေးပြီးတော့သူလမ်းပြပေးပါတယ်ဟုတ်လားပြဿနာဖြစ်တဲ့အကြောင်းရင်းဘာညာပေါ့ဗျာဒါတွေကိုမေးပြီးတော့ပြဿနာဖြေရှင်းတတ်အောင်သင်ပေးပါတဲ့ပြဿနာတစ်ခုဖြေရှင်းခိုင်းရင်လေ့ကျင့်နေရယုံကြည်မှုရှိပြီးတော့ရည်ချင်းပြေဝလာသေးတယ်လို့လည်းရေးထားတယ်ဒါတော့တို့မိဘတွေကလေးတွေကိုသုံးမတင်ပြတဲ့အချိန်မှာသုံးလို့ရပေါ့နော်ဒါကတော့ဒီလိုရှိရပါညာပေါ့သူတို့ဒီလိုဖြေရှင်းကြည့်ဒီလိုဖြေရှင်းလို့မရရင်တော့တစ်မျိုးဖြေရှင်းဆိုပြီးတော့သုံးလို့ရတယ်ပေါ့ဗျာမိဘတွေတော့မဟုတ်ပါဘူးကိုကြီးကမမတကယ်တကယ်လည်းဒီလိုလာပြီးတော့ဖြေရှင်းခိုင်းလို့ရဆိုပြီးတော့ဒီမှာပြောထားတယ်အကောင့်ဒါလေးမှတ်ထားပြီးတော့မြန်မာစကားပုံမှာလည်းရှိတယ်ကွာနော်ဘာလဲဆိုတော့ဟင်းစားပဲပြီးကုန်ချက်ချမှာပြနေဆိုတာရှိတယ်နော်ဆိုတော့မြန်မာတွေကအဲ့လိုပြောတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဟင်းစားတစ်ခွက်တော့ရမယ်ကွာကုန်ချက်တော့ချမှာပြတော့ဟုတ်လား
ဘာဖြစ်လို့လဲဆိုတော့ကိုမရတော့ဘူးဒီမှာဆိုလို့ဒီမှာလေးတွေးပေါ့နော်အဲ့ဒီမျိုးသက်ကပုံလေးရှိတာဒီမှာတော့အဲ့လိုမဟုတ်ပြောနေပြောတာလေသူကဟင်းစားပေးရုံတည်းမဟုတ်ဘူးတဲ့ကိုညက်ပါထားကြလိုက်ပါသူအဲ့လိုပြောတာလေကတကယ်လို့ကိုကတိတ်ပြီးတော့မသိဘူးကိုအဲ့လိုမျိုးဟင်းသားပေးတာတင်မဟုတ်ပဲကိုညက်ချပေးခဲ့တဲ့သူရှိရင်အလေးထားပေးပါလေသူပြောတာအလေးထားပေးပါအလေးထားရတယ်ပေါ့နော်ကိုဒီလိုမျိုးပြောပြတဲ့သူအလေးထားတတ်ဖို့ဒီမှာပြောတာအဲ့တော့ဟုတ်ပြီပြဿနာဖြစ်ရှင်းတဲ့နီလန်ပြဿနာဖြစ်ရှင်းတဲ့နီလန်ကိုသင်ပေးပါလို့ပြောတယ်အဲ့တော့ပြဿနာဖြစ်ရှင်းတဲ့နီလန်ရှိပါတယ်ဒီမှာပြောတာကပြဿနာဖြစ်ရှင်းတဲ့နီလန်လေးတဲ့ပြောတာပြဿနာဖြစ်ရှင်းအဲ့တော့ပြဿနာဖြစ်ပြီးဆိုလို့ရှိရင်ပထမအဦးဆုံးစဉ်းစားရမှာကပြဿနာဖြစ်တဲ့အရာတွေအကုန်လုံးကိုနားလည်ဖို့လိုတယ်ဘလိုတွေကြောင့်ဘလိုတွေကြောင့်ပြဿနာဖြစ်တာလဲဆိုပြီးတော့အဲ့လိုမျိုးနားလည်အောင်အရင်လုပ်ရမယ်တဲ့နံပါတ်1ကနော်ဆိုရင်ချုံးဆိုစောင်းနေအေးတော့နံပါတ်2ကကြတော့ပြဿနာရဲ့အစမူလဇင်းမြစ်ကိုရှာဖွေရမယ်အဲ့တော့မူလဇင်းမြစ်ကိုသိမှဘာကြောင့်ဖြစ်တာလဲဆိုတာကိုကောင်းကောင်းနားလည်ပါလေအဲ့တော့နံပါတ်2ကဇင်းမြစ်ကိုရှာဖွေရမယ်ဟုတ်ပြီဇင်းမြစ်ကိုတော့သိသွားပြီဒီညမှာစကားပြပြတော့ဆိုကိုနေကကိုဖိုက်ပြောသွားတယ်စကားလားတတိယပါတယ်တော့ဒီပေါ်စီဝိုင်းနဲ့ပတ်သက်တာပေါ့စီဝိုင်းတခုမှပြဿနာလုပ်ငန်းတခုမှပြဿနာတခုခုဖြစ်ပြီးဆိုတော့စဉ်းကျင်နေကြမလို့ပါဘူးလေအဲ့တော့ပြဿနာသိရှင်းဖို့အတွက်စောင်းမှချပြီးရေးပါတယ်ဖြစ်တဲ့ပြဿနာဘာကြောင့်ဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲဆိုတဲ့အချင်းကြီးချရေးလိုက်တာနဲ့ကိုပဲ85ရာခိုင်နှုန်းလောက်ကပြဿနာဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်ပြောတာလို့ပြောခဲ့တာမှတ်ထားပါတော့ကျော်လေးမှတ်ထားနံပါတ်3ကပြဿနာဖြေရှင်းနိုင်မဲ့အချက်တွေကိုအစီအစဉ်ဆွဲပါဖြေရှင်းနိုင်မယ်နေတယ်ဘယ်လိုနည်းနဲ့ငါဖြေရှင်းမလဲဆိုတာတွေချရေးပါဘောနော်ရှိသမျှအချက်တွေချရေးဒါတော့ကိုမပြောသွားတဲ့အချက်နဲ့တူတယ်လို့ပြောမှာပေါ့နော်ချရေးပါအစီအစဉ်ဆွဲပါဘောနော်ချရေးရမှာပြင်းတဲ့လူတွေကတော့ငါဘာတွေနဲ့ဖြေရှင်းကြည့်မယ်ဆိုတဲ့ပုံစံမျိုးလုပ်ကြည့်ပါတော့အဲ့တော့တုံ့ချက်ပေးပါနံပါတ်4ချက်မြောက်ချက်သူကရှင်းလင်းနဲ့လက်တွေ့လောက်တယ်မယ်ဖို့လူတလို့တဲ့ဒီချာရှင်းလင်းနဲ့လောက်အောင်လက်တွေ့လို့နိုင်ဖို့လေလူတွေပေါ့နော်အရှင်ပါမယ်ပေါ့လက်တွေ့လောက်အောင်တွေးပြီးသွားပြီးစဉ်းစားပြီးသွားပြီးဆို plan တွေချပြီးသွားပြီးဆိုတော့လက်တွေ့လောက်အောင်လက်တွေ့လောက်မှလည်းဖြည့်ရှင်းလို့ရမှာဆိုတော့အဲ့လိုမျိုးလုပ်ပါတဲ့ပြီးရင်နောက်တစ်ခုကအဲ့လိုလုပ်ဖို့လေလူတလို့တဲ့ချိန်ကြည့်ဖို့လေလူတယ်ချိန်ကြည့်တယ်ဆိုတာတော့ပြဿနာနည်းနည်းရှင်းရမှာလားအရေးကြီးရှင်းရမှာလားပေါ့နော်ဒါမှကိုရှင်းလို့မရသေးဘူးအချိန်ကာလအရာညာဒီချိန်မှတင်တော့တယ်ဆိုအဲ့ချိန်ကျမှဆောင်းပြီးတော့ဖြည့်ရှင်းတာမျိုးအဲ့လိုချိန်ကြည့်တာကိုပြောတာပေါ့ဗျအဲ့လိုချိန်ကြည့်ပြီးတော့လေဖြည့်ရှင်းတတ်ရမယ်အဲ့ဒီ၄ချက်နော်အဲ့ဒီ၄ချက်နဲ့ဖြည့်ရှင်းမှလို့ပြန်ဝါဒနာပဲရှိထားတာပဲအဲ့တော့မိတ်ဆွေတို့တကယ်ချင်းပေါင်းတဲ့လူလည်းဒီတိုင်းပါပါကိုပြဿနာတကူဖြစ်လာပြီဆိုရင်အဲ့ဒီပုံစံမျိုးအဲ့ဒီချက်လေးဒီချက်ကိုပြန်တွေးပေါ့နော်ပြန်စဉ်းစားပြီးတော့မှအဲ့ဒီအချက်တွေနဲ့ဖြည့်ရှင်းကြည့်ပေါ့တကယ်လို့အဆင်ပြေတယ်ဆိုတော့လေကောင်းတာပေါ့နော်အဆင်လည်းပြေမှာပါသူတို့ကတကယ်လုံးဝဗျစာရေးဆရာကြီးတွေပညာရှင်တွေရေးခဲ့တာဆိုတော့နော်အဲ့တော့ဒါကတော့ဒီတခြားလူမျိုးရေးဘာညာတာကလည်းပြောထားတာပေါ့နော်ဒီမှာနောက်တစ်ခုရှိသေးတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီစီဝါရေးနဲ့ပတ်သက်တဲ့ဟာလေသူဒီပြောပြထားတာရှိတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့အတူတုံးမှတ်ထားတယ်အဲ့ဒါ S တဲ့ S ဆိုပြီးရေးတာအဲ့ဒါဘာလဲဆိုတော့ပထမခြေလမ်းသေးသေးနဲ့ပဲစပေါ့နော်ဒါစီဝါရေးလို့တော့ခါမှာဗလားခြေလမ်းသေးသေးနဲ့ပဲစလိုက်မယ်ပြီးလို့ရှိရင်တဲ့လမ်းလေးလာပါတယ်တော်တော်များများလေးလာပါဟိုနေ့ကိုယ်ကပြောသွားတဲ့အချိန်မှာလည်းရှိတယ်ကိုကဒီစီဝါရေးတစ်ခုလုပ်တယ်ကိုကလည်းလုပ်မှာလည်းတစ်ခုလည်းပဲမှန်တယ်ဒါပေမဲ့ကိုမလုပ်တဲ့စီဝါရေးဒီဘေးမှာရှိတဲ့စီဝါရေးတွေအကုန်လုံးကိုလည်းလိုက်ပြီးတော့လေ့လာဖို့လိုတယ်တဲ့ဒါတွေအကုန်လုံးကိုလေ့လာထားမှကိုလုပ်ချင်တာကိုလုပ်ပေါ့နော်တချို့ရပြောတယ်မင်းကကိုလုပ်ချင်တာဒီတစ်ခုဘာတွေလျှောက်လုပ်နေရလဲဘာတွေလျှောက်လေ့လာနေရလဲချိန်နေကုန်တယ်ပေါ့နော်ဒါကြတော့အကုန်လုံးကိုတည်တာနားလည်ထားမှကိုလုပ်တဲ့ခါကျရင်အဲ့ဒီအကောင့်တွေထွက်မယ်စီဝါရေးနဲ့ရှိတဲ့ admin တွေထွက်လာမယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့အလုပ်ကိုလည်းအောင်မြင်နဲ့လုပ်နိုင်မယ်ဒီသဘောပေါ့အဲ့တော့လမ်းပြီးွားတဲ့ခါကျတော့
အချင်းဒီပေါ်မူတည်ပြီးတော့တဲ့ဒီမှာခုနကအချင်းကြီးတာပဲအကျက်လို့ရေးတာပဲချင်းကြီးပေါ်မူတည်ပြီးတော့တဲ့ချင်းကြီးရမယ်တဲ့အဲ့တော့ပြဿနာဝေဖို့တဲ့ဖြည့်ရှင်းနိုင်တဲ့သူအနေနဲ့တဲ့အဲ့ဒီခုန S လန်အကျက်လုံနိုင်ဖို့အတွက်အဲ့ဓာတွေကိုတည်တည်ချာချာလုပ်ပြီးတော့မှာပေါ့နော်ဒီချာလုပ်ပြီးတော့ဘာလုပ်ရလဲဆိုတော့ခုနပြောတဲ့ action ဒီဟာတွေကိုသိပြီပေါ့နော်လေ့လာပဲချင်းချင်းပြီးသွားပြီဆိုရင်အဲ့ဒီ action လိုအပ်တယ်ကျွန်တော်ဆိုလို့ရှိရင်ဖြစ်တယ်ဗျဒီတွေ့ဦးတယ်အများကြီးပဲဥပမာလမ်းသွားရတဲ့တွေ့တယ်ပေါ့ဒီစီးပွားရေးမိုက်လိုက်တာကွာဒီစီးပွားရေးကိုငါလုပ်မယ်ဆိုရင်တော့မိုက်တယ်ပေါ့တွေ့အဲ့လိုမျိုးအများကြီးတွေ့ခဲ့ဘူးလေခါလေကြာရင်အများကြီးတွေ့တာပေါ့မျိုးလုံးထဲမှာမြင်တာနဲ့တွေးပြလိုက်တာဒါလို့ရတာပဲတို့အောင်မြင်မှာလွဲဆိုပြီးတော့ခေါင်းထဲအထိတောင်တွေးပြီးသွားပြီဒါပေမဲ့မလုပ်ပြစ်ခဲ့ဘူးပေါ့ဗျာaction မှာပါတဲ့အတွက်အောင်မြင်မှာလည်းမဟုတ်ဘူးဖြစ်လာမှာမဟုတ်လက်တွေ့လုံးမှာပဲလက်တွေ့ဖြစ်မှာလေတွေးနေရုံနဲ့လည်းမရဘူးဆိုတော့တွေးရဲ့အထိတော့ကောင်းပါတယ်တွေးတဲ့အထိတဲ့လူတော်တော်များများလုတ်တက်တယ်ဗျာတော်တော်များများကြိုးစားလိုက်ရင်တွေးတဲ့အထိလေ့လာတဲ့အထိလောက်သိတဲ့အထိလောက်တော့ရဒါပေမဲ့တကယ်မလုပ်ဖြစ်ကြဘူးညာတော့အပြင်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီမှာပါတယ်အဲ့တော့အခုကနေစပြီးတော့အတွေးအမြင်တွေဇောင်းတွေမြန်မာဖတ်မဲ့ဆရာတွေဒီမှာသင်တန်းတက်မဲ့ကျွန်တော်စုနေတာပေါ့အဲ့တော့အဲ့လိုမျိုးဆုံးဖြတ်ချက်တွေအရှင်တွေပါဖို့အတွက်ဒီပညာဘုဒ္ဓတာတွေစုတယ်ကျွန်တော်တီးတလောက်လည်းပဲတတ်နိုင်တလောက်ပြန်လေပြီးတော့မျှဝေပေးပါမယ်လို့နော်ဆိုတော့အဲ့တော့ action ပါဖို့နော်မမေနဲ့တွေးပြီးသွားပြီငါဒါလုပ်မယ်ဆိုလို့ရှိရင် action ပါအောင်လုပ်ကြပါလို့ပြောချင်ပါတယ်ကျွန်တော်ရှိရတဲ့တကယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေလည်းပဲ action ကောင်းတည်ပြီးတော့ action ကိုကောင်းလုပ်နိုင်ကြပါစေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဒီလိုဒီပညာပူရတာတွေရမယ်စာအုပ်တွေကိုရွှေနှုတ်အမှတွားရောက်ဖတ်လို့ရပါတယ်မဖြိုးနဲ့ကိုတီးတို့ညွှန်ပေးထားတဲ့စာအုပ်တွေလည်းပါတယ်အဲ့မှာလူမျိုးရေးစီးပွားရေးကျန်းမာရေးအကုန်ပါတယ်ပေါ့နော်မတမိုင်းကြောင်းနိုင်ငံရေးနဲ့ပတ်သက်တာတွေပါမယ်ကျွန်တော်ရဲ့ရှင်နိုရဲ့အကောင့်လေးကိုပြပြီးဝင်မယ်ဆိုရင် discount ရပါလိမ့်မယ်